မင်္ဂလာပါမာယုံတန်သတင်းစီစဉ်အနေကြိုးဆိုပါရစေဒီကနေ့ဂျွန်လ28ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါကျွန်တော်ကတော့လင်းလက်ဖြစ်ပါတယ်ခုညတင်ဆက်ပေးမှာတော့နိုင်ငံရေးကျင်းသားတွေကိုသွေးမထွက်တဲ့အနေနဲ့တပ်ပြမယ်လို့မကွေးထောင်ပိုင်းကချင်းချောက်ခဲ့တဲ့သတင်းရေဦးမှာဒေသခံတွေစုပေါင်းစိုက်ထူထားတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုစေအုပ်စုအားဖြိုချဖျက်ဆီးခဲ့တဲ့သတင်းဟိုလိုင်းအဖွဲ့တွေကြားပဋိပက္ခကိုအနက်နဲ့မဖြေရှင်းပဲနိုင်ငံရေးနည်းလမ်းနဲ့သာဖြေရှာကြဖို့ကျောင်းသားသမဂ္ဂအဖွဲ့တွေတောင်းဆိုခဲ့တဲ့သတင်းအပြင်စောမြို့နယ်မှာအိုက်ပွဲဖြစ်ပွားတာမရှိဘဲဆဲအုပ်စုကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရသား၄ဦးသေဆုံးပြီး၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါအခုပထမဆုံးတင်ဆက်ပေးမှာတော့မကွေးချင်းထောင်မှာထောင်ပိုင်းဝင်းနိုင်ပါဝင်ထောင်အာဏာပိုင်တွေကနိုင်ငံရေးကျင်းသားတွေကိုခြေချင်းတောက်ခဲ့တာတိုက်ပိတ်တာနဲ့အစာရေးစာဖျက်တောက်တာတွေဇက်တိုက်လုပ်နေတဲ့အပြင်အဲ့အနေကိုပါချင်းချောက်ခဲ့လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကဂျွန်လ18ရက်ဒီကနေ့မှာထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ဧပြီလ29ရက်နေ့ကမကွေးထောင်တိုက်ဆောင်ကိုထောင်ပိုင်းဝင်းနိုင်တဲ့အဖွဲ့ရောက်ရှိလာပြီးမင်းတို့တွေကိုသွေးမထွက်တဲ့နီးလန်းနဲ့တပ်ပြမယ်ဆိုပြီးအော်ဟစ်ချင်းချောက်ခဲ့လို့သိရပါတယ်ခုလက်တလုံးမှာမကွေးထောင်တွင်နိုင်ချင်းရဲ့ကျမ်းမာရေးနဲ့တပ်အနေရစိုးရင်ရတဲ့ရေးပေါ်အခြေအနေဖြစ်နေပြီးခုလိုအကြမ်းဖက်မှုတွေကိုလက်လူရှူလာတာဟာညှဉ်းပန်းနှိပ်စက်မှုကိုခွင့်ပြုပေးတာနဲ့အတူတူပဲလို့လည်းအသိပေးထုတ်ပြန်ထားပါတယ်နောက်ထပ်တင်ဆက်ပေးမှာတော့အခိုင်တိုင်းရေဦးမြို့နယ်မှာဒေသခံတွေရဲ့မာတီငွေနဲ့စိုက်ထူထားတဲ့မျိုးပွားဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကိုကျန်းဖတ်ဆဲအုပ်စုရဲ့စီမံပါရာဖြိုချဖျက်ဆီးပစ်ခဲ့တဲ့အကြောင်းဒေသရင်းသတင်းမြစ်တွေစီကနေသိရပါတယ်ဂျွန်လ18ရက်ဒီကနေ့မနက်3နာရီဝန်းကျင်ကရေဦးမြို့ပေါ်အောင်မင်္ဂလာရပ်ကွာမြို့မရဲစခန်းရှိမှရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကိုဆဲအုပ်စုနဲ့ရေဦးမြို့နယ်စီပင်ကနေဦးစီးပြီးဗဟိုကားအုံပြုကဖြိုချဖျက်ဆီးသွားလို့ဆိုပါတယ်ရေဦးမြို့ကအဆိုပါဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကိုမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအထက်ကပြီးခဲ့တဲ့2018ခုနှစ်ဇွန်လအတွင်းကအများပြည်သူရဲ့ဝေကြေးထည့်ဝင်မှုနဲ့တိစောက်ခဲ့ရလို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အပါအဝင်ကျောင်းသားသမဂ္ဂ6ခုကနေခုလက်ရှိဖြစ်ပွားနေတဲ့တော်လိုင်းအဖွဲ့ချင်းချင်းကြားအနာဂတ်ပဋိပက္ခတွေနဲ့ပတ်သက်ပြီးစိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်းပူးရဲသဘောထားထုတ်ပြန်ချက်တစ်ရက်ကိုဇွန်လ28ရက်နေ့မနေ့ကထုတ်ပြန်လိုက်ပါတယ်ဒီထုတ်ပြန်ချက်ထဲမှာအွန်လိုင်း9နှစ်ကျော်လာတဲ့အချိန်မှာချင်းချင်းကြားပဋိပက္ခတွေပုံမပြင်းထန်လာတာဟာစိုးရင်စရာဖြစ်ပြီးတော့အင်အားကြီးတဲ့အဖွဲ့ကအင်အားနည်းတဲ့အဖွဲ့အပေါ်မှာဘာမှမဟုတ်အနက်ရှိသူကအနက်ရှိသူအပေါ်ကိုအနိုင်ကျင့်ပူကြတာမျိုးလုံးဝအမခံပဲအံကွက်ရှုံချရလို့ဆိုထားပါတယ်။အားကြောင့်အချင်းချင်းကြားနိုင်ငံရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးဆိုင်ရာအိတ်ဆရက်တွေကိုစင်ရသုံးပြီးမဖြေရှင်းပဲနိုင်ငံရေးစပွဲဝိုင်းပေါ်မှာပဲပြေးပြေးလေးလေးဖြေရှာကြဖို့တိုက်တွန်းထားပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းစောမြို့နယ်မှာတိုက်ပွဲဖြစ်ပွားမှုမရှိဘဲကျန်းပတ်ဆဲအုပ်စုကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဦးနဲ့ရွယ်ကလေးငယ်တအူအပါဝင်ရသား၄ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာစိုးရင်ရသူတွေလည်းရှိခဲ့တယ်လို့ဂံကောခရိုင်တရင်6တာဝန်ရှိသူတအူကမောင်းပြောပါတယ်။ဂျွန်လ28ရက်ညနေပိုင်းကစောမြို့နယ်အကောင်းချင်းကြီးရွာနဲ့ရင်းခဲကြီးရွာတို့ကိုပြီးတော့အေလာလေတက်ကနေထွက်ခွာလာတဲ့ဂျက်ဖိုက်တာလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းအကောင်းချင်းကြီးရွာအတွင်းရသား၄ဦးသေဆုံးပြီး၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စိုးရင်ရသူတွေလည်းရှိတဲ့အကြောင်းဂံကောခရိုင်တရင်6ကထုတ်ပြန်ပါတယ်။ဂျွန်လ28ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပါပေးကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်မောင်ရဲရုပ်သံသတင်းစီစဉ်တွေကိုနေ့လယ်အနာရီနဲ့ည9:00နာရီချိန်တွေမှာပုံမှန်ထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်